လေ့ကျင့်ခန်းကိုအစားထိုးလို့ရတဲ့ဆေးဝါး supplement shortcut ဒီကဘာကြီးမှာမရှိဘူးအရွယ်တွေလူလိုချင်လားလေ့ကျင့်ခန်းလုပ်ပါကျမ်းမာတန်ဆွမ်းချင်လားလေ့ကျင့်ခန်းလုပ်ပါခန္ဓာကိုယ်ကြိုးစားတောင်းတင်းလှပချင်လားလေ့ကျင့်ခန်းလုပ်ပါနှလုံးဆုပ်ကျမ်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်ပါဝိချဖို့လေ့ကျင့်ခန်းလုပ်ပါထိုင်ထလုပ် movement တွေကောင်းဖို့အတွက်လေ့ကျင့်ခန်းလုပ်ပါအဲ့တော့အရာရာအတွက်လေ့ကျင့်ခန်းလိုအပ်တယ်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်ရုပ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ကွယ်လိုနိုင်နေရှိတဲ့ပြဿနာဇိုးတွေရဲ့20-25ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်တယ်လို့ဆိုတယ်ဒါဆိုရင်လေ့ကျင့်ခန်းလုပ်ရတာမတန်ဘူးလားနောက်တစ်ခု aesthetic ဈေးကန်းတွေမှာကျွန်တော်အလှပတွေလုပ်တယ်တကယ်ကျမ်းမာမှုရဖို့အတွက် in and out ကျမ်းမာဖို့အတွက်ဆိုရင် workout လုပ်ခြင်းနဲ့ပေါင်းစပ်ပါဒီဘက်မှာအကုန်ခံထားတဲ့အရာတွေအတွက်ပို့ပြီးရလက်ထူမှာဖြစ်တယ်လေ့ကျင့်ခန်းသည်အစားထိုးရန်မရှိတော့အရာဖြစ်ပါတယ်ကျွန်တော်ကျင်မဖွင့်ထားပါဘူးဒါပေမဲ့လူတွေကိုကျမ်းမာစေခြင်းလို့ဒီ message လေးပေးခြင်းဖြစ်ပါတယ်တွေးစရာတစ်ခုရရင် yes လို့မှတ်ပေးပါကျွန်တော်ကိုယ်နိုင်ကိုပါကျေးဇူးတင်ပါတယ်